American ပြည်ထောင်စုမှာအလွန်အင်မတန်စိတ်ထိခိုက်စရာကောင်းတဲ့ဖြစ်ရပ်ဆိုးကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဒီအကြောင်းက American အပါအဝင်တစ်ကမ္ဘာလုံးကိုအံ့အားသင့်ထိတ်လန့်စေခဲ့ပါတယ်။ American နိုင်ငံလူဝီဇီယာနာပြည်နယ် Shreveport မြို့မှာ2026ခုနှစ်ဧပြီလ19ရက်နေ့မနေ့ကမနက်ပိုင်းတုန်းကတကယ်ကိုစိတ်ထိခိုက်စရာကောင်းတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။လူတစ်ယောက်ကသူ့မိသားစုအတွင်းမှာပဲတနက်နဲ့ပစ်ခတ်မှုပြုလုပ်ခဲ့ပြီးကလေး၈ယောက်သေဆုံးသွားခဲ့ပါတယ်။အဲ့ဒီကလေးတွေကအသက်1နှစ်ကနေ14နှစ်အထိပဲရှိသေးတဲ့ကလေးငယ်တွေပါပိုပြီးရင်နာစရာကဒီကလေးတွေထဲမှာတရားခံရဲ့သားသမီးတွေပါဝင်နေတဲ့ဆိုတာပါပဲ။တနေ့တည်းနဲ့ကိုကလေးတွေကိုကိုယ်တိုင်ပြစ်တက်သွားတာဆိုတာနားမလည်နိုင်လောက်အောင်ပါပဲဖြစ်ပွားပုံကိုပြန်ကြည့်လိုက်ရင်မနက်စောစောအချိန်မှာပဲအိမ်တွင်းကနေပြစ်ခတ်မှုစတင်ခဲ့ပါတယ်။အဲ့ဒီနောက်ကလေးတွေကိုတယောက်ပြီးတယောက်စတိုက်ပြစ်တက်ခဲ့တယ်လို့သတင်းတွေကပြောထားပါတယ်။တယောက်ကတော့လွတ်မြောက်ဖို့ကြိုးစားပြီးအမိုးပေါ်ကိုတက်ပြေးခဲ့ပေမဲ့နောက်ဆုံးမှာတော့မလွတ်နိုင်ခဲ့ပါဘူး။ဒါကတကယ်စိတ်ထိခိုက်စရာအယမ်းများပါတယ်။ဒီဖြစ်ရပ်ကြောင့်လူကြီး2ယောက်လည်းပြင်းထန်ဒဏ်ရာရခဲ့ပြီးအခြေအနေကစိုးရိမ်ရတဲ့အဆင့်ထိရှိနေတယ်လို့သိရပါတယ်။ဖြစ်ပွားပြီးတဲ့နောက်မှာတရားခံကကားတစ်စီးကိုလူယူပြီးထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ရဲတပ်ဖွဲ့ကလိုက်လံဖမ်းဆီးရမှာထပ်မံပစ်ခတ်မှုဖြစ်ခဲ့ပြီးနောက်ဆုံးမှာတော့တရားခံကိုယ်တိုင်လည်းသေဆုံးသွားခဲ့ပါတယ်။ဒီဖြစ်ရပ်ကိုဒေသခံအာဏာပိုင်တွေကမြို့သမိုင်းထဲမှာအဆိုးဆုံးဖြစ်ရပ်တွေကတစ်ခုလို့ပြောထားကြပြီးအကြောင်းရင်းကိုတော့မိသားစုအတွင်းပြဿနာတွေအိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာအကြောင်းအရာတွေကြောင့်ဖြစ်နိုင်တယ်လို့ယူဆထားပြီးဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။တကယ်ပြောရရင်ဒီသတင်းကိုကြားလိုက်တဲ့အချိန်မှာလူတော်တော်များများတုန်လှုပ်သွားကြပါတယ်။ကလေးတွေဆိုတာကိုယ်တိုင်ကိုယ်ကြမကာကွယ်နိုင်တဲ့အရွယ်မှာသူတို့အတွက်အလုံးစုံဆုံးဖြစ်ရမယ့်နေရာကအိမ်ပါပဲ။ဒါပေမဲ့အခုလိုဖြစ်ရပ်တွေကြောင့်အိမ်ထဲတောင်မလုံးကြုံတော့ဘူးလားဆိုတဲ့မေးခွန်းတွေထွက်လာပါတယ်။ဒီသတင်းကတစ်ကမ္ဘာလုံးကိုစဉ်းစားစရာတွေစိုးရိမ်စရာတွေဖြစ်စေခဲ့ပါတယ်